မိန်းကလေးတော်တော်များများမသိသေးတဲ့ရှူစားတတ်တဲ့ယောက်ျားလေးအကြောင်းပေါ့နော်နည်းနည်းပြမယ်ဒါလဲလွန်ခဲ့တဲ့6လလောက်တော့ကိုတငယ်ချင်းကောင်မလေးတယောက်ခံဘူးလို့သူကလည်းပြောပြရလားတဲ့အဲ့လိုတွေသူအဲ့လိုတွေမသိခဲ့ဘူးပေါ့နော်ဘယ်လိုလဲဆိုတော့ဒီအဲ့လိုယောက်ျားလေးတွေကအရန်အားတယ်ပြီးမိန်းကလေးတွေရဲ့အညာကိုသိတယ်မိန်းကလေးတွေဆိုတာဘလောက်ကြီးပဲလှနေပါစေဘလောက်ကြီးပဲရုပ်ဆိုးနေပါစေဘလောက်ကြီးပဲပျော့နေပါစေဘလောက်ကြီးပဲတတ်မှနေပါစေသူတို့နှလုံးသားတွေအကောင်လုံးတူတူပဲနူးညံ့တယ်တနာစိတ်ရှိတယ်အဲ့တော့အဲ့ဒီလိုယောက်ျားလေးတွေကဘယ်လိုချိကက်လဲဆိုတော့ဂယူးဆိုင်ရှင်နဲ့ချိကက်တယ်ဆာမပို့မှလားဟိုင်းဆိုဆာမပို့နောက်တစ်ခါထပ်ဟိုင်းမယ်ကိုကစားတရားလောက်ပြပို့တယ်နဲ့ကိုစားကြောင်းအများကြီးကိုမပြန်မရှင်းပို့နေလိမ့်မယ်ဒီနေ့မပို့လေရတယ်နောက်နေ့ထပ်ပို့မှာအဲ့လိုပုံစံမျိုးသူတို့ကလုံးဝဇွဲမရှိဘူးအောက်ကပဲနေတာမရမရှင်းအဲ့တော့မိန်းကလေးတွေကလည်းသူတို့စိတ်ညစ်တဲ့အရှင်ရှိတယ်အထီးကျန်တဲ့အရှင်ရှိတယ်အဲ့လိုအရှင်နဲ့သွားတိုးတဲ့အရှင်ကြရင်ဒီဘက်ကပါရောဖုန်းလေးပဲပြောရရင်အတင်းသိရမှာလားဂယူးတွေစိုက်ပြတရှင်းတွေဆိုပြကိုရှိရဘာမှမဖြစ်နဲ့ဆိုတဲ့ပုံစံမျိုးတွေပြီးအချိန်တိုင်းအားနေတယ်ညာကင်းနေသေးတွေပဲထားပေါက်လဲအဲ့ကောင်အားတယ်စာတွေပို့ထားမယ်ကိုလိုင်းဝတက်လာနဲ့ဖုန်းခေါ်မယ်ဘာလို့သူလိုချင်တာမရသေးတဲ့ရွေးရဖုန်းကခေါ်မှာပဲဘာလို့ညာကင်းဆိုတော့တညာလုံးအားနေမှာပြီးရင်ကိုရဲ့ဘယ်လိုပြောမလဲဒီအလုတ်လောက်တယ်ဆိုတော့အလုတ်နားကြိတ်တွေကစအိမ်မှာရှိတဲ့အရှင်တွေကစသူကစကတ်ဂျူးနဲ့မှတ်ထားတယ်လို့မှတ်ထားလိမ့်မယ်အမြဲတမ်းယူဆိုင်မှုပြရတယ်အမြဲတမ်းအနားမှာရှိနေတယ်လို့ခံစားရအောင်တုတ်ပေးတယ်မိန်းကလေးတွေစိတ်ကိုသိတယ်ပေါ့ကွာဒါယောက်ျားလေးချင်းဆိုတော့သိတယ်အဲ့လိုကောင်တွေအနှဲငယ်ပေါ့ယောက်ျားလေးတိုင်းတော့မဟုတ်ဘူးယောက်ျားလေးထဲမှာအနှဲငယ်အဲ့လိုကောင်တွေရှိတယ်ရှုမိန်းကလေးတွေခံရတယ်ဒီခံရတော့လဲရှုမိန်းကလေးကြောင့်တော့ပြောကြအောင်လေပတ်စံနေပဲပါသွားတယ်ဆိုတော့လဲရှက်ပြီးတော့သိတယ်မလားဘယ်သူမှမပြောကြအောင်အဓိကခံရတာအထီးကျန်တဲ့မိန်းကလေးတွေပေါ့အထီးကျန်တော့သူတို့ကစကားပြောဖို့လိုချင်တယ်ဟိုဘက်ကလည်းနှွေးထွေးပြီးတော့သူတို့မှကြက်နာမမြင်တော့နှွေးထွေးပေးနဲ့မှသူတို့ရဲ့ပြဿနာတွေကိုဖော်ပြတယ်ဘယ်လိုဖြစ်တာမိဘပတ်စံလွှဲကျင်တယ်အကြောင်းအမျိုးမျိုးပေါ့နော်သူတို့လိုအပ်နေတဲ့အကြောင်းတွေပတ်စံဓာတ်ရိုက်တော့မရှိဘူးအဲ့တော့မိန်းကလေးတွေဆိုတာကွာကိုလည်းရှိသူဖြစ်နေပြီပဲရှက်ဆိုတော့ကမီးတောက်တာမြင်ရတယ်လေဘာအဆင်မပြေရလဲစိတ်မညစ်နဲ့ဘာဖြစ်လဲပတ်စံလိုအပ်လားလုပ်ပေးရမလားဒီလိုကိုယ့်ဘက်ကထွက်လာလားအဲ့လိုတွေထွက်လာပြီးတော့စေတနာနဲ့လုပ်ပေးနောက်ဆုံးကြတော့ဒီပတ်စံတွေပါတာပေါ့နော်ချစ်သူကြီးသားဖြစ်ပြီးကိုညံ့လို့ခံရတာဆိုပြီးတချို့တွေဆိုပြန်ပြီးတော့မပြောရကြဘူးအဲ့တော့ယောက်ျားလေးတွေထဲမှာအဲ့လိုတွေရှိတယ်ပေါ့နော်အနှဲငယ်ထီးကျန်တဲ့မိန်းကလေးတွေတချို့တွေဒီအိမ်နဲ့အဆင်မပြေတဲ့မိန်းကလေးတွေခံရတာများတယ်ဘာလို့သူတို့ကဂယူးဆိုင်မှုကောင်းလို့အရင်ဂယူးဆိုင်တက်လို့အဲ့ဒီထဲမှာတာယာပြီးမိန်းကလေးတွေအဲ့ဒီထဲမြင်သွားရင်ဘယ်လိုမိန်းကလေးပဲဖြစ်ဘယ်သူမှဘာမှမမြင်တော့ပို့ဆိုးတာပေါ့နော်အဲ့တော့တကယ်အလုံးတကယ်ဟိုဖြစ်နေတဲ့ယောက်ျားတွေကဘယ်တော့မှမိန်းမတယောက်စီပတ်စံမရှိဘူးအဲ့တော့မှတ်တာအဲ့လိုကောင်တွေကကိုနဲ့ line ပေါ်မှာတွေ့နေတွေ့မှာပေါ့နော်တွေ့နေတွေ့ဘူးမှာပေါ့အဲ့လိုကောင်တွေကမိန်းကလေးတယောက်နဲ့ကြိုက်ပြီးတာနဲ့လာပိုင်းအတွင်းမဟုတ်ရက်ပိုင်းအတွင်းမှာဒီကောင်တွေကပတ်စံလိုအပ်ကြောင်းနေဆလာတာမိန်းကလေးတွေဆိုတာလည်းသူ့အမြဲတမ်းဖုန်းခေါ်အချိန်ပေးတငယ်ချင်းတွေနဲ့ပြင်သွားလဲဖုန်းခေါ်အိမ်မှာတငယ်ချင်းတွေနဲ့တောက်စားနေလဲအကောင်ဖုန်းခေါ်ဒီအမြဲတမ်းတလက်ဆက်ဖုန်းခေါ်တယ်သူတို့အားကြိုက်တာနိအကောင်တွေအဲ့လိုဟာကြီးတီးတော့ဖုန်းအမြဲတမ်းခေါ်တယ်စာမပြန်ဘူးလားစာအမြဲတမ်းပို့တယ်အရန် queue site ပြတော့ကြွေပြီပေါ့ကြွေတော့အန်းကျင်ပြီကြက်နိုင်မမြင်တော့မလို့တကယ်ချင်းကောင်မလေးတောင်မှကိုနဲ့တွေ့လို့ပြောပြရတာဒီလိုကောင်တွေလည်းရှိတယ်တတိထားဆိုမှတတိထားဆင်ကျင်နှိုင်သွားတာပေါ့နော်အဲ့တော့သူကလည်းသူ့လိုမျိုးမဖြစ်အောင်ပြောပြပေးပါအောင်ဆိုလို့ပြောပြတာတကယ်တော့မပြောကျင်ဘူးပေါ့နော်ဒီလိုကြီးအဲ့လိုကောင်တွေအပြင်မှာတကယ်ရှိပါတယ်ဒီချစ်သူကြီးသားဖြစ်တာနဲ့အများကြီးမတွေ့နဲ့ချစ်သူကြီးသားဖြစ်တာနဲ့နှစ်ပတ်မဟုတ်ရင်တစ်လလောက်အတွင်းမှာကိုယ့်စီကနေပြီးတော့ပတ်စံရှိခြင်းနဲ့အရေးရောင်ပြတာနဲ့တန်းဖြတ်ပလိုက်တကယ်ပြောတာဘာလို့ဆိုနောက်လည်းပြတ်မှာပဲလေပြတ်တာတစ်ခါသေးခွဲရအောင်ပြီးပတ်စံရှိတာပြတ်မရတာဆုံးရှုံးအောင်နှစ်ခါနာတယ်တကယ်အလုံးလုံးနေယောက်ျားတွေအဲ့လောက်လည်းအချိန်မပေးနိုင်ဘူးတော်ကီကတော့ယောက်ျားကတော့ပြစ်မယ်ဆိုဘယ်သူပဲပြစ်တတ်တာပဲပေါ့နော်တကယ်အလုံးလုံးနေယောက်ျားတွေကညာလုံးမောက်လည်းဖုံးမပြောနိုင်ကိုယ့်တော့မှပဲတိုးတက်ကြောင်းတွေလုံနေရတဲ့လူတွေများတယ်
အဲ့လိုဆုံးပြူးတွေရှိတယ်ဗောနော်ယောက်ျားရဲ့မှာလည်းရှူစားတတ်တဲ့ဆုံးပြူးတွေရှိတယ်ဟိုခေတ်တော့မိန်းမတွေအခုခေတ်မှာမိန်းမတွေတဲ့ယောက်ျားတွေကရှူစားတာများနေတယ်အဲ့တော့တတိထားနိုင်ကြပါသည်ဗောနော်တချို့ခံရတာဆိုမခံရအောင်အဲ့ဒါတတိပေးတယ်ပါယောက်ျားလေးဘက်ကနေနာခံပြီးတော့ရှုမိန်းကလေးကြောင့်မတိကြအောင်လေမတိကြတာများတယ်အဲ့တော့ခုနပြောသလိုပေါ့ကြိုက်တာမကြသေးဘူးပတ်စံလိုအကြောင်းချီးကြောင်းနေသူဖြတ်တာဖြတ်တကယ်ပြောတာ